အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ခွေးဘလူးရဲ့အကြောင်းပဲဖြစ်ပါတယ်ခွေးဘလူးဟုဆိုလိုက်တာနဲ့မျက်နှာတွေအရေချောင်းများဖြစ်တွန့်ရှုံနေပြီးတော့ကိုယ်လုံးတောက်တင်းပြီးရေအုပ်ကျဲသောရှေတိုတိုဖြစ်ရိုင်တီးရိုင်တဲလမ်းလျှောက်တက်သည့်ထူးခြားဆန်းပြသောခွေးတစ်ကောင်ကိုမြင်ရောင်မိကြမှာဖြစ်ကြပါတယ်ခွေးဘလူးတို့ကိုအင်္ဂလိပ်ခွေးဘလူးဟုလည်းခေါ်ကြပြီးမူလစည်းမြင့်မှာ Great Britain ဖြစ်ပါတယ်တမိုင်းနောက်ခံဤပြောင်းလဲလာသောတပဝများကတော့ခွေးဘလူးတို့၏တမိုင်းကြောင့်သည့်လွန်ခဲ့သည့်73ရာစုနှစ်များကပင်စတင်ခဲ့သည်ဟုမှတ်တမ်းများကဆိုပါတယ်ယခင်က၎င်းတို့ကိုနွားထိုးပွဲများတွင်အသုံးပြုခဲ့သောခတ်ထန်ပြီးရဲရင်သောစိတ်တက်ရှိခဲ့ကြပါတယ်ခွေးဘလူးတို့သည်လည်း1835ခုနှစ်တွင်တရိษံများအပေါ်ရက်ဆက်စွာပြုမှုခြင်းကိုတားမြစ်တဲ့ဥပဒေများပေါ်ပေါက်လာပြီးနောက်မှာမျိုးချစ်သူများကဖော်ရွေပြီးရင်ပါသောအဖော်မွေးခွေးများဖြစ်အောင်ဂရုတစိုက်မွေးမှုလာခဲ့ကြပါတယ်ဟိုကြောင့်ယခုခေတ်ခွေးဘလူးများသည်ပုံပန်းတရံကြမ်းတမ်းတော်လဲစိတ်ထားနုညံ့ပြီးချစ်ခင်ဖွဲ့ရတရဝါလေးများဖြင့်ပြောင်းလဲလာခဲ့ကြပါတယ်ခွေးဘလူးရဲ့ထူရှားရဲ့ရုပ်တွင်ပြင်တွေကခွေးဘလူးတို့သည်ခန္ဓာကိုယ်အလယ်အရွယ်အစားရှိတော်လဲကြက်သားများဖြင့်ပြည့်နှက်နေပြီးအလေးချိန်50ပေါင်ကနေ23ကီလိုဂရမ်ခန့်ထိရှိတတ်ပါတယ်ခွေးဘလူးတို့သည်အဓိကဆွဲဆောင်ရည်မှုမှာကြီးမားသောဥကောင်းနှင့်ထူထဲတဲ့မျက်နှာ၏အကြောင်းများပင်ဖြစ်ပါတယ်ခွေးဘလူးရဲ့မျက်နှာနှာခေါင်းတူတောင်းပြီးပြားချက်ကမေးရိုးအောက်ဘဲကအပေါ်ကိုစိုးထွက်နေပါတယ်အဲ့ဒီအသွင်ကသူတို့ကိုအချင်းတုံးမျက်နှာဟူသောနမီပြောင်ကိုလည်းရရှိထားခဲ့ပါတယ်ခွေးဘလူးရဲ့ခန္ဓာကိုယ်ပခုံးနှင့်ရင်အုပ်ကျဲပြန့်ပြီးရှည်ရန်တိုကကောလုံးတောက်တိန်ကြပါတယ်ခွေးဘလူးရဲ့အမွေးကတိုပြီးတော့ချောမုတ်ကအဖြူရောင်အညိုဖြောက်ရောင်အနီရောင်အစင်းကြားစသည့်အယောင်မျိုးရှိတတ်ပါတယ်ခွေးဘလူးရဲ့စိတ်နဲ့စိတ်ထားနဲ့အကျင့်စရာတွေကသူတို့ဤကြမ်းတမ်းသောရုပ်တွင်နှင့်ဆန့်ကျင်ဘက်အဖြစ်ခွေးဘလူးများသည်အလွန်ပင်သဘောကောင်းပြီးဖော်ရွေသောခွေးများဖြစ်ကြပါတယ်ခွေးဘလူးနဲ့မိသားစုတို့ရဲ့တန်ရောစဉ်ပေါ်တော့မိသားစုအပေါ်အလွန်သစ္စာရှိပြီးရှစ်ခင်တွေ့တာတတ်ကြပါတယ်ကလေးသူငယ်များနဲ့ပါအတူရှင်တွဲနေထိုင်လောက်အောင်တိခံစိတ်ချပြီးနုညံ့ကြပါတယ်ခွေးဘလူးရဲ့စိတ်နေစိတ်ထားကတော့ရေဘူးရန်အဖြစ်စိတ်ငြိမ်ပြီးစိတ်အေးနေတတ်ကြပါတယ်တနေ့တာဤအချိန်များစုကိုအိတ်ဆက်ခြင်းသို့မဟုတ်အနားယူခြင်းဖြင့်ကုံဆုံးလေးချစ်တတ်ကြပါတယ်တိုက်ခန်းများတွေမွေးမှုရအလွန်တိမ်တော်တဲ့ခွေးမျိုးဖြစ်ပါတယ်ခွေးဘလူးရဲ့တတိကတော့ခြေရိုးဆွဲစိတ်တဲ့အရာရဲရင်ပြီးဇွဲရှိပါတယ်သူတို့ရဲ့ခိုင်မာသောတတိကုံကိုပြုသည့်အနေဖြင့်အမေရိကန်ရေတပ်ကအပါအဝင်တက္ကသိုလ်များနှင့်အဖွဲ့အစည်းများစွာကခွေးဘလူးကိုအထိတ်အမှတ်အဖြစ်အသုံးပြုကြပါတယ်ခွေးဘလူးတွေရဲ့ကျန်းမာရေးနဲ့ဂရုစိုက်မှုများကတော့ခွေးဘလူးများကိုမွေးမှုရာတွေအထူးဂရုစိုက်ရန်လိုအပ်တဲ့အချို့တစ်ချို့ရှိပါတယ်အပူဒဏ်ခံနိုင်ရင်နဲခြင်းနာတိုသောမျိုးနယ်ဖြစ်တဲ့အတွက်အပူဒဏ်ကိုမခံနိုင်ပါဘူးပူပြင်းသောရာသီဥတုတွင်အလွန်ပင်လှုပ်ရှားခြင်းနှင့်လေ့ကျင့်ခန်းလှုပ်ခြင်းကိုချောင်ချပြီးအေးသောနေရာများတွင်ထားရန်အလိုရည်ကြီးတဲ့ခွေးမျိုးတစ်မျိုးဖြစ်ပါတယ်ခွေးဘလူးရဲ့အရေးအကြောင်းတန့်ရှင်းရေးကတော့မျက်နာပေါ်ရှိအရေးအကြောင်းအခောက်များတွင်ဖုံမုံနဲ့အဆိုတက်မြတ်မကြံစင်ရန်နေ့စဉ်မကြာခဏတေချာစွာတန့်ရှင်းရေးလှုပ်ပေးပြီးရှောက်တွေးအောင်ထားရန်လိုအပ်ပါတယ်ဒုမှသာအရေးပြားပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါရေဘူးရအားဖြင့်ဆိုသောခွေးဘလူးသည်အတွင်အပြင်အဖြစ်အားကြီးပြီးကြမ်းတမ်းသောငါလဲတွင်းစိတ်နှလုံးသားကအလွန်နူးညံ့သောအိမ်မွေးတိရစ္ဆာန်တစ်ကောင်ပင်ဖြစ်ပါတယ်သူတို့၏ထူးခြားသောပုံမှန်သဏ္ဍာန်ဤအေးချမ်းတဲ့စိတ်နေသဘောထားတို့ကြောင့်ခွေးရှိသူများအကြားတွေအလွန်ရင်ပန်းစားတဲ့ခွေးမျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကဲဒီလောက်ဆိုရင်အလိုတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခွေးဘလူးကြောင်းလေးဖြစ်ပါတယ်။အားလုံးကိုကျွန်တော်ရဲ့ channel လေးကနေကျေးဇူးတင်ပါတယ်ဗျ။